Corai 3.1 ကစက်ဝင်ပိုင်းတစ်ခုကတစ်ဖက်စက်ဝင်ပိုင်းတွင်ခံဆောင်ထားသောထောက်များတူညီကြသည်စက်ဝင်ပိုင်းတစ်ခုဆိုတာကဒီမှာအဝင်ပိုင်း AB တစ်ဖက်စက်ဝင်ပိုင်းဆိုတာက ACDB ဆိုတဲ့စက်ဝင်ပိုင်းဒီအဝါရောင်စက်ဝင်ပိုင်းကတစ်ဖက်စက်ဝင်ပိုင်းဖြစ်တဲ့အနီရောင်စက်ဝင်ပိုင်းပေါ်မှာခံဆောင်ထားတဲ့ထောက်အမှတ်စီမှာခံဆောင်ထားတဲ့ထောက်ဒါကိုဘီတာလို့ပေးလိုက်တယ်အဲ့တော့အဝင်ပိုင်း AC ကခံဆောင်ထားတဲ့ထောက်ဆိုတာအဝင်ပိုင်းရဲ့ထိပ်နှစ်ဖက်ကနေဆက်တာဖြစ်တယ်အဲ့တော့ဒီမှတ်နဲ့ဆက်လိုက်ရင်ဒီထောက်ကို alpha လို့ပေးလိုက်ရင် alpha ဒီလည်းပဲအဝင်ပိုင်း AB ရဲ့ခံဆောင်ထောက်အဲ့တော့အဝင်ပိုင်း AB ကနေတစ်ဖက်ဆက်ဝင်ပိုင်းမှာခံဆောင်ထားတဲ့ထောက်နှစ်ထောက်ရှိတယ်အဲ့ဒီထောက်နှစ်ထောက်တူညီကြောင်းသက်သေပြမှာဖြစ်တယ်အဲ့တော့ပေးချက်ကအဝင်ပိုင်း AB ဤဘိုးခံဆောင်ထောက် ACB နဲ့ထောက် ADB ပေါ့ပြရင်အဲ့ဒီထောက် ACB နဲ့ထောက် ADB တို့တူညီကြောင်းသက်သေပြမှာဖြစ်တယ်Corai 3.1 ကိုသက်သေပြဖို့လို့အတွက် theorem 3ကိုပြန်သုံးရမှာဖြစ်တယ်Corai ဆိုတာ theorem ကနေပြီးတော့အလွယ်တကူထုတ်ယူထားတဲ့အဆိုဖြစ်တယ်အဲ့တော့ theorem 3ကစက်ဝိုင်းတွင်းကြစတုဂံတစ်ခုမှာအတွင်းမျက်နှာချင်းဆိုင်ထောက်တစ်စုံပေါင်းခြင်းသည်180ဒီဂရီရှိတယ်လို့ဆိုတယ်အဲ့ဒီ theorem 3ကိုအသုံးပြုရမှာဖြစ်တဲ့အတွက်ဒီမှာစက်ဝိုင်းတွင်းကြစတုဂံဖြစ်ဖို့လို့ဝင်ပိုင်း AB ပေါ်မှာအမှတ်တစ်ခု P ကိုယူလိုက်မယ်A နဲ့ P ကိုဆက်လိုက်မယ် B နဲ့ P ကိုဆက်လိုက်တဲ့အခါမှာစက်ဝိုင်းတွင်းကြစတုဂံ APBC နဲ့စက်ဝိုင်းတွင်းကြစတုဂံ APBD တို့ကိုရတယ်ပေါ့ဒါကြောင့်ပြချက်မှာဝင်ပိုင်း AB ပေါ်မှာအမှတ်တစ်ခုကိုယူ၍ AP နဲ့ BP ကိုဆွဲပါသည်ပေါ့အဲ့ဒီအမှတ် P မှာရှိတဲ့ထောက်ကိုဂမ္မာလို့ပေးလိုက်တယ်theorem 3ကစက်ဝိုင်းတွင်းကြစတုဂံ ABCD မှာမျက်နှာချင်းဆိုင်ထောက်တစ်စုံပေါင်းဖြစ်တဲ့ဘီတာနဲ့ဂမ္မာပေါင်းခြင်းသည်180ဒီဂရီဖြစ်တယ်အဲ့လိုပဲစက်ဝိုင်းတွင်းကြစတုဂံ APBD မှာမျက်နှာချင်းဆိုင်ထောက်တစ်စုံဖြစ်တဲ့ alpha နဲ့ဂမ္မာပေါင်းခြင်းသည်လည်းပဲ180ဒီဂရီဖြစ်တယ်ဂမ္မာနဲ့ဘီတာပေါင်းခြင်း180ဒီဂရီဖြစ်တယ်လို့ဂမ္မာနဲ့ alpha ပေါင်းခြင်းရတယ်180ဒီဂရီဖြစ်တဲ့အတွက်ဂမ္မာပေါင်းဘီတာဒီဂမ္မာပေါင်း alpha နဲ့ညီတယ်ပေါ့နှစ်ဖက်စလုံးမှာဂမ္မာပါနေတဲ့အတွက်နှစ်ဖက်စလုံးမှာဂမ္မာကိုနှုတ်လိုက်တဲ့အခါမှာဘီတာဒီ alpha နဲ့ညီပါတယ်ဒါကြောင့်မို့ဘီတာကထောက် ACB စားသွင်းပြီးတော့ alpha ကထောက် ADB ကိုစားသွင်းလိုက်တဲ့အခါကျတော့ထောက် ACB ဒီထောက် ADB နဲ့ညီပါတယ်ပေါ့ဒါကြောင့်မို့လို့စက်ဝင်ပိုင်းတစ်ခုကတစ်ဖက်စက်ဝင်ပိုင်းမှာခံဆောင်ထားတဲ့ထောက်တွေတူညီကြတယ်ပေါ့